အတွက်ရုန်းကန်ရင်ဆိုင်မို့ခရီးထွက်မဲ့လောကအိုလူသားလွမ်းရတဲ့ဝမ်းရခတဲ့ပြောလို့အတင်းငါကြောက်ခိုင်းထွက်လာစေတတိတရားနဲ့အမတ်တရားနေလေတော့တနည်းမရရဲ့ရင်ဝင်ဆူနေမလားအတင်းကိုခရီးချစကားလဲစေဘန်ထားတဲ့လမ်းစာမဆုံးခင်မှာ